မင်္ဂလာရှိတဲ့ညနေဆောင်လေးမှာဖေဖချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါနော်ဒါကတော့18တောင်အော်ဒါခွန်လေးပဲဖြစ်ပါတယ်ခင်ဗျဒါဝယ်ယူရဲ့စိတ်တိုင်းကြစီအောင်လေးပဲဖြစ်ပါတယ်ခင်ဗျအောက်ခံငပြောညင်အောင်လေးနဲ့အပေါ်ကျန်းအောင်လေးကျွန်တော်တို့ငပြောညင်အောင်လေးမှုတ်ပေးထားခြင်းပဲဖြစ်ပါတယ်ခင်ဗျလိုင်းလေးတွေရှေ့ကလေးတို့ဆိုလဲဒါဝယ်ယူရဲ့စိတ်တိုင်းကြပုံစံမျိုးလေးနဲ့လုပ်ပေးထားခြင်းပဲဖြစ်ပါတယ်ခင်ဗျဒါကတော့လိုင်းလေးတွေရှေ့ကလေးဆွဲထားတဲ့အနေထားလေးတွေပါခင်ဗျဘယ်ဘက်မှာဆို Honda ဆိုတဲ့စလုံးလေးကျွန်တော်တို့ထည့်ပေးထားခြင်းပဲဖြစ်ပါတယ်ခင်ဗျနေဝရညီကိုများလေးယုံကြည်စိတ်ချစွာမှာအောင်နိုင်ပါတယ်ခင်ဗျာ399683939283 39968393591989ဆက်သွယ်မှာအောင်နိုင်ပါတယ်ခင်ဗျာမိမိတို့ channel တက်တဲ့ပုံစံမျိုးများနဲ့လည်း order များအနံ့လို့ရပါတယ်ခင်ဗျာဒီခွန်လေးကိုကျွန်တော်စီကိုဈေးနှုန်းမေးနေတဲ့ညီကိုတွေအတွက်ကျွန်တော်ဈေးနှုန်းလေးပါတခါတည်းဖြည့်ပေးလိုက်ပါတယ်ခင်ဗျာဒီခွန်လေးရဲ့ရောင်းစည်းရတော့ကျွန်တော်60နဲ့3သိန်းရောင်းပါတယ်ခင်ဗျာဒါဝယ်တဲ့အနေထားလေးတွေပါခင်ဗျာထိုင်ပုံးလေး3ပုံးပါမယ်ဒီကောင်ကတော့ကြောမီတန်းလေး3တန်းနဲ့ကြောမီတန်းလေးဆိုလဲညီလေးတို့အော်ဈေးလေးနဲ့ကုန်လုပ်ပေးထားခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒါဝယ်သူကအမိုးတန်းလေးတွေတက်ပေးပါဆိုလို့ကျွန်တော်တစ်ဖက်ကို4တန်းမိုးတန်းလေးတွေတက်ပေးထားခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒါတော့အမိုးတန်းလေးတွေတက်ပေးထားတဲ့ပုံစံလေးတွေပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ